အားဖြည့်ချိုရည်တွေကတောက်ချလိုက်ရင်အင်အားပြည့်သွားသလိုခံစားရတာအရသာလေးကချိုချိုလေးနဲ့အရသာရှိတာတွေကြောင့်ကလေးရောလူကြီးတွေပါကြိုက်ကြပါတယ်။ဒါကြောင့်ပဲအားမရှိသလိုဖြစ်နေတဲ့အချိန်တွေပင်ပန်းပြီးတော့ခြေကုန်လက်ပန်းကျနေတဲ့အချိန်တွေမှာဆိုရင်အားဖြည့်ချိုရည်တွေကိုတောက်ကြတာပေါ့နော်။ဒီလိုတောက်လိုက်တာကအားပြည့်သွားသလိုရှိပေမဲ့ကလေးတွေအတွက်ကတော့အကောင်းကျိုးမရှိသလောက်ပါပဲနော်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့အားဖြည့်ချိုရည်တောက်တဲ့ကလေးငယ်တွေမှာဘာတွေထိခိုက်နိုင်တယ်လဲဆိုတာကိုပြပြပေးချင်ပါတယ်ရှင်။ UK မှာရှိတဲ့ Teesside University နဲ့ Newcastle University တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ခုအရအားဖြည့်ချိုရည်တောက်တဲ့ကလေးတွေမှာစိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ခြေများတယ်လို့သိခဲ့ရပါတယ်။လေ့လာမှုအရတွေ့ရှိလိုက်ရတာကတော့အားဖြည့်ချိုရည်တောက်တဲ့ကလေးငယ်တွေကစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတာပါပဲ။အကြောင်းရင်းကတော့ကလေးတွေအနေနဲ့သူတို့တောက်လိုက်တဲ့အားဖြည့်ချိုရည်မှာကာဖီနဲ့ပါဝင်မှုများတာကြောင့်ပါ။ကလေးတွေအနေနဲ့အားဖြည့်ချိုရည်တွေကိုအလွန်အကျွံတောက်သုံးတာကကလေးတွေမှာစိတ်တက်ကြတာစိုးရိမ်စိတ်များတာ ADHD လို့ခေါ်တဲ့အာရုံစူးစိုက်ဖို့ခက်တာတွေကိုခံစားရနိုင်ပါတယ်။ဒါကြောင့်ကလေးငယ်တွေအနေနဲ့အထူးသဖြင့်တော့အသက်16နှစ်ယောက်ကလေးတွေကိုတတ်နိုင်သမျှအားဖြည့်ချိုရည်တွေကိုမတိုင်မိဖို့လိုပါမယ်နော်။ကလေးတွေအနေနဲ့အားဖြည့်ချိုကိုတောက်သုံးမယ်ဆိုလို့ရှိရင်တော့အခုပြပေးသွားမယ့်ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ကလေးကိုအဝလွန်စေတာအလွန်ကျွံတောက်မယ်ဆိုရင်တော့ရည်တက်ခန်းချောက်စေနိုင်တာသွေးတိုးကိုဖြစ်စေတာနှလုံးထိခိုက်စေနိုင်တာအာရုံကြောဖွံ့ဖြိုးမှုတွေကိုထိခိုက်စေနိုင်တာအိပ်ပျော်မှုခက်ခဲတာခြေကုန်လက်ပန်းကျစေတာသွားနဲ့ဂရင်းတွေကိုထိခိုက်စေနိုင်တာအယိုးပွားတာပြီးတော့စစ်ကြောကလည်းခံစားရနိုင်ပါတယ်ကလေးတွေကိုအားဖြည့်အချိုရည်အစားပေါ့နော်နို့နဲ့နှုတ်ထက်ပစ္စည်းတွေကိုတိုက်ပေးရအောင်အကောင်းဆုံးဖြစ်မှာပါအခုပြပေးခဲ့တာတွေကတော့အားဖြည့်ချိုရည်တောက်တဲ့ကလေးတွေမှာဖြစ်နေတဲ့ကျန်းမာရေးပြဿနာလေးတွေပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးဗဟုသုတဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားအောင်မို့လို့ဆက်လက်ဆောင်မကြည့်အားပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။